သူနဲ့တောင်းလာစားလာဗျတို့တားမောင်စဉ်တကာကြီးစာရေးလျှောက်ထားလိုက်ပါတယ်အကြောင်းတူးရှိလို့ရေးလိုက်တာပါတောင်ဘက်ရွာအကြောင်းနိုင်ဘုံကြီးဦးတော်မှအမျိုးသမီးတယောက်နဲ့ထွက်ပြေးသွားကြပြီတရွာလုံးစိတ်ဆင်းရဲကြံခဲ့ကြတာပေါ့အဆိုးဆုံးကတော့ဦးတော်မှမယ်တော်တော်ဦးကြီးပါပဲဒါဘုံကြီးရှိတဲ့နှောင်းကတော့ရဟန်းမယ်တော်ကြီးဆိုပြီးအတော်မျက်နှာကြီးခဲ့တာကလားအခုဒါဘုံကြီးကမျိုးသမီးနဲ့ထွက်သွားတယ်လဲဆိုတော့တော်တော်ကိုစိတ်ထိခိုက်သွားတူတယ်အဲ့ရတယ်ကိုလဲတော့တာပဲဟာယောဂမှလည်းရှားလို့မတွေ့ဘူးဟဲ၄ရက်ပဲခံတယ်အခုဆုံးသွားရှာပြီဒေါ်ဤရဲ့အဖြစ်ကိုကြည့်ပြီးတော့မောင်မစင်းမယ်တော်ကသူလည်းဒီလိုဖြစ်ဆိုးကြုံရလေမလားဆိုပြီးတော့တော်တော်စိတ်ရည်ပူမှနေတယ်မောင်မစင်းကမိန်းမတယောက်နဲ့ဖောက်လွဲဖောက်ပြန်ဖြစ်သွားခဲ့ရင်သူလည်းဒေါ်ဤလိုတင်ပါပဲလို့တခါကြီးကိုပြောတယ်အဲ့ဒါမောင်မစင်းကိုလည်းမိန်းမတွေနဲ့အနေနဲ့ဆင်ញင်ဖို့ပฏิပိခိုင်းဒီစာကိုရေးလိုက်ရတာပဲမောင်မစင်းလည်းဗုဒ္ဓစာပေတွေအများကြီးသင်နေရတာပဲတခါကြီးအထူးပြီးစရာလုံးဝမထင်ပါဘူးဗျာအဲ့ဒါမှပညာရှိသတိဖြစ်မှာစိုးလို့အခုတော့သတိပြီးလျှောက်ထားပြရပြီဒီလိုမြတ်စွာဘုရားရှင်ပြိဋိနိဗ္ဗာန်စံတော်မူကနီးမရှင်းမလင်းတာကိုငါဖျားပြိဋိနိဗ္ဗာန်မစံခင်မေးကြလို့မိန့်တော်မူတဲ့အခါမှာအရှင်အာနန္ဒမထေရမြတ်ကမြတ်စွာဘုရားအမျိုးသမီးနဲ့ပတ်သက်ပြီးယဟန်တော်များဘလူနေထိုင်ကျင့်သုံးရမှာဆိုတာသိကြပါတော့ဘုရားလို့လျှောက်တော့မြတ်စွာဘုရားကဘာမိန့်ရှိလုံးဆိုတော့จิตအာနန္ဒာအမျိုးသမီးများနဲ့မတွေ့အောင်နေပါလို့မိန့်တော်မူတယ်ငါစိတ်ငါနိုင်ပါလေလေဆိုပြီးအနီးကရှောင်ရင်တော့မလုပ်ဘူးအဝေးကရှောင်မှလွတ်မယ်ဆိုတာကိုသိစေချင်လို့ဒီစကားကိုမိန့်တော်မူတာပေါ့မောင်မစင်းလဲရှောင်မယ်ဆိုရင်အဝေးကရှောင်ပါနောက်တကအရှင်အာနန္ဒာကဘယ်လိုရှောက်တုံးဆိုတော့တကယ်လို့ဘုရားမတွေ့မရှိလို့တွေ့ရရင်ဘယ်လိုများတပည့်တော်တို့နေထိုင်ကျင့်သုံးပါမလဲလို့မေးတဲ့အခါကျတော့အာနန္ဒာအမျိုးသမီးများကိုမတွေ့ဖြစ်လို့တွေ့ရရင်စကားမပြောပါနဲ့တဲ့ဒီကအာနန္ဒာကစကားမပြောမဖြစ်လို့ပြောရင်ကိုဘုရားလို့မေးလျှောက်တော့စကားမပြောမဖြစ်လို့ပြောရရင်အမေအရွယ်လိုအမေအရွယ်ကိုအမေလိုသဘောထားနှမအရွယ်ကိုနှမလိုအမအရွယ်ကိုအမလိုသဘောထားပြီးပြောပါတဲ့အဲစိတ်ချရဆုံးကတော့အမျိုးသမီးကိုမတွေ့အောင်နေရင်တော့အကောင်းဆုံးပေါ့မောင်မစင်းရဲ့အခုယောဂကျောင်းနိုင်ဆရာတော်ကြီးရဲ့တက်တော်တအားကြီးလာတော့ကျမ်းမာကြီးမကောင်းတော့ဘူးအဲ့ရတယ်လဲနေတဲ့အချိန်ကများတယ်ဟောပြောဆုံးမမှုလည်းမလွတ်နိုင်တော့ဘူးဗျာတခါကြီးတို့မိသားစုပေါင်းတရားလုံးကမောင်မစင်းကိုမြန်မြန်လာစီကြပြီတခြားရွာကကိုတော်လေးတွေရွာကျောင်းဆရာတော်နဲ့ရွာသူရွာသားတွေအထောက်ပံ့မှုကြောင့်မြို့တက်စာတင်ပြီးစာမှုဝဲတွေတော့အောင်ကြပါလေအဲမြို့မှာလည်းအနေကြဝဇီးတဲ့မှပြန်ဖြစ်ကုန်တော့တာပဲဗျာဟိုမှပြန်မိရှိတဲ့တောသူမှဇီးတဲ့တယောက်ဟာဘယင်ကတော်ကောက်သွားလို့မြို့မှာမိဖုရားကြီးဖြစ်သွားတာပေါ့မိဖုရားလည်းဖြစ်သွားရောမာနတွေထောင်ပြီးဘဝမိတ်သွားတယ်ဒီနေ့ဘယင်ကလာဆက်တဲ့ဇီးပြီးမျိုးကောင်းတွေစားမယ်လို့တော့အဲမိဖုရားဖြစ်နေတဲ့ဘယင်ကမေးတဲ့မောင်တော်အဲ့ဒါဇီးဘာဒီတွေလဲအဲ့ဒီမှာရင်ဘယင်ကဘဝမိတ်တဲ့မှပြန်ကိုမိဖုရားအရာကရှာပြီးတောကိုပြန်ပို့လိုက်တယ်အခုလည်းမျိုးပေါ်ရောက်နေတဲ့တောသားယဟန်တော်အတော်များများဟာဘဝမိတ်ပြီးကိုတောရွာကိုပြန်ပြီးသာသနာမပြုရကြတော့ဘူးရွာသူရွာသားတွေခင်ဗျငယ်ပြူကိုတော်ကြီးပြန်မလာတော့ဘာမှမတတ်မသိတဲ့တောထွက်ကြီးတွေပဲဆရာတော်လို့ကိုးဝယ်ရတော့တာပေါ့တောထွက်ဆိုတာများသောဖြင့်သာသနာကြီးပွားလို့စိတ်မရှိကြဘူးမောင်စင်းလက်လာပါတစ်ခုပဲအရေးထားကြတာဒီတော့ကြောင်းသားမရှိဘူးစာမှမသိလေးပဲကိုအဲကြောင်းသားမရှိတော့ကိုရင်လည်းမရှိကိုရင်မရှိတော့ဘယ်မှာလာပြီးရဟန်းရှိတော့မှာလဲရဟန်းနဲ့အလင်းမယောင်မရှိရင်ဒီသာသနာအနည်းနဲ့မြန်ပေါ်ရတော့မှာပေါ့တခါကြီးလည်းမြို့မှာနေခဲ့ဘူးပါတယ်မြို့ဝလူရန်သားဆိုတာများသောဖြင့်တာမန်အတုံးချပစ္စည်းတစ်ခုလောက်သာတန်ဖိုးထားကြတာပါအလူလို့ချင်းအတုဝချချိန်လောက်တင်သာသနာကိုသတိရကြတာပါကိုသားသမီးတို့ယဟန်တာမဏိဘောရောက်အောင်အားပေးသူဆိုတာမရှိတော့ရှားပါတယ်အချို့ဆိုရင်ပါရမီရှိလို့ကိုရင်ဘဝမြဲနေတဲ့သားကိုယ်တော်ပညာရေးသဘောစကားဖြစ်မယ်ဆိုတဲ့ဆွဆွဲတဲ့သင်္ကန်းကိုအတင်းဆွဲချွတ်တဲ့မိဘများကိုတော့တခါကြီးတွေ့ဘူးပါတခါကြီးတို့တောသားတွေကတော့တားမွေးပြီဆိုတာနဲ့ဘုန်းကြီးဖြစ်ဖို့နီးမျိုးစုံနဲ့ကြိုးစားတော့တာပဲအခု2003ခုနှစ်မှာမြန်မာတပြည်လုံးတန်ဃာတော်ပေါင်း4သိန်းခန့်ရှိတယ်တခါကြီးပြောရတယ်အဲ့ဒီ4သိန်းထဲက3သိန်း9,900လောက်ဟာတောသားတွေကြီးပါပဲမောင်မင်း
မြန်မာပြည်သားနာကိုအသက်ဆက်ပေးနေတာတော်သားတွေပါပဲမောင်စင်းမောင်မစင်းကိုအခုလိုမျိုးတက်ပြီးစာရပေးတာဖြစ်အောင်ရွာကကြောင်းနယ်ဆရာတော်ကြီးအနစ်နာခံခဲ့ရတာပါသူလည်းမြို့မှာဆက်သွယ်ရှိတာပဲမဟုတ်ဘူးလားဒါပေမဲ့သူမနေခဲ့ချပါဘူးအခုမောင်မစင်းတို့အလှည့်ရောက်ပြီတာဝန်တည်သူအတွက်တာဝန်ရှိပါတယ်ယဟန်ဆိုတာသာသနာရေးမှာခေါင်းဆောင်ပါကိုယ်တဘဝတာတာယာရေးကိုကြည့်ပြီးရက်ရွာသာသနာရေးကိစ္စတွေမှာခေါင်းမဆောင်သင့်ပါဘူးမောင်မစင်းအခုဆိုရင်မောင်မစင်းဟာစာဖြတ်တန်းစာတွေပြည်စုံလိုက်ပြီးနေပြီပဲကိုရွာကိုပြန်နေပြီးတော့သာသနာပြီးစာမွေးဖြီလဲရလောက်နေပါပြီသားမောင်မစင်းဖျားသားတော်ပြီးပြီဘုရားရှင်ကတို့လောကကိုမိမိတို့အတုံးမချပဲမိမိကိုယ်သာလောကအတွက်အတုံးချတော့ပါရမီရှင်သူတော်ကောင်းကြီးဖြစ်ပါစေလို့တက္ကကြီးဆူတောင်းရင်းနဲ့မောင်မစင်းရဲ့တက္ကကြီးဟိုစဘုံမင်းတော်ရွာတောင်သာမြို့နယ်မန္တလေးတိုင်းပြောမပြန်လို့ဖြစ်တော့ဘူးဟုတ်လားဟုတ်ကဲ့